မင်းတို့လည်းပြောတော့မင်းတို့နဲ့တို့နဲ့ရန်သူဖြစ်နေရပြီမင်းတို့လည်းဘာတူဘူးတို့ရငါစရေးတွေချက်ကြည့်ရကြီးရတယ်မင်းတို့လောက်တာလည်းပေါ့ဘူးဒီတော့လည်းမဟုတ်ဘူးပြောကြည့်ပြီလားမင်းတို့ကိုပြောချင်တာမဟုတ်ဘူးမင်းတို့ကရှေ့ရတာနေတော့တို့ကမင်းတို့နဲ့အချိန်ကောင်းနေရတာအချိန်ကောင်းရတာအဲ့ဒါလည်းဟုတ်တယ်အချိန်ကောင်းတော့ကိုလည်းအားပြီဥပဒေကိုလေးစားမလိုက်တာကဘယ်သူလုံးဆိုတာအခြေခံကိုလည်းစဉ်းစားစေခြင်းနဲ့အခြေခံဥပဒေကိုလေးစားလိုက်တာဘူးမပြုတာကဥပိုင်ဝါကောင်သူများနေရောမတရားသိလို့လာတာဒီသူတွေနေစုစီစကားမပြောနဲ့ဥပဒေချောပေါက်တဲ့သူရှိတော့မို့ဒီသူတွေကလမ်းပေါ်တရားတာဆွဲရကိုနေကြည့်လားသမီးရဲ့ရတဲ့စားကြည့်လားအားလို့ရလို့ဆန္ဒပြလာတယ်မသိနဲ့ငါပြက်နေတော့လာပြီးဆန္ဒပြတဲ့အပြနင်တို့နဲ့တို့မြန်မာလူမျိုးတွေပဲဝတ်ထားတဲ့ယူနီဖောင်းကမြန်မာနိုင်ငံစင်တဲ့ယူနီဖောင်းနင်တို့ရတဲ့လာစာလည်းပြည်သူလူထုရဲ့ပေးတဲ့လာစာအဲ့ဒီလာစာတွေကိုဝါပေါင်ကနင်တို့ကိုတင်းချပေးမလားတင်းချကျွေးမလားနင်တို့မိပါတယ်ဆိုလို့ရှိရင်တောင်သူသမားတွေလည်းရှိနိုင်တယ်အဲ့ဒီတောင်သူသမားကာသမီဆိုလို့ရှိရင်တောင်သူသမားကာသမီနဲ့ကမိဘတွေနဲ့ကိုချင်းစာကြည့်ကြငါတို့အခုဒေတာကနေတောင်သူလိုက်မစားတာငါတို့ဆိုလို့ရှိရင်ခုနှစ်လောင်းရှိပြီအဲ့ဒီခုနှစ်လောင်းရှိအခုချိန်ထိရေရရတဲ့ကိုလုံးဝမယူတာဒီနဲ့နေမတဲ့တောက်ဆိုတာမပဲဘူးဒါပါရှိတယ်တော့ငါတို့လဲလိုက်မယ်ရေရရတဲ့ပြီးတော့ခဏတော့ယူချင်တော့ပြီတော့ပြောလိုက်မယ်တန်ချင်းမှာမဝဲကိုတန်ရတန်ချင်းတဲ့ချောင်းမဟုတ်ဘူးဒီတောင်ကြီးကအဖေဆိုလည်းမမဘူးအမေဆိုလည်းမမဘူးဘောဒေတာကနေ88အရေးလဲလာတော့ငါတို့အစကအရွယ်နေတယ်စာတပြေအစိတ်ဝမ်းမစားနိုင်လို့ဒီတောင်ကြီးမှာတက်ပြီးတော့တောင်ကြီးကကျွေးတဲ့ထမင်းကိုစားနေရတာထင်းတစ်သိန်းမှာနှစ်ချက်ခွဲတောင်းချက်ဒီအစားလေးတွေနဲ့ထင်းခေါင်းရည်တွေတက်ပြီးတော့စားနဲ့လက်စားတယ်ဂျုံနဲ့လက်စားတယ်ဒီတောင်ကြီးကလက်ကျွေးနေတာဟင်းဒီဟင်းရွက်စင်းရတောင်းဆိုဒီတောင်ကြီးကရတယ်မဟုတ်ဒီတောင်ကြီးဖြစ်စီတာတော့ဘာမှမခံနိုင်တော့တာတဲ့အတားဒီတောင်ကြီးကအကောင်ဖြစ်စီတော့မယ်ဆိုရင်ငါတို့ဒေတာကလည်းမဟုတ်ဘူးဒီလိုရဲတွေရလူပါနဲ့တသမီးတွေအဖေအမတွေဒါတွေကအကောင်တော့ခေါ်ရသွားနိုင်တယ်ငါတို့မြင်အခုပေးလိုက်ရတဲ့အခုကတိတိုင်းအခုထလို့ရတယ်ဒါကဒီဝဲကငါတို့မမောတော့တောင်ကြီးကိုဖြစ်စီလို့ရေရတယ်မတရားအတိုင်းကျတိုင်းလို့မခိုင်းနိုင်တော့တာတဲ့အတာတာခွင့်နေတာဘာလဲနားလည်လားမျိုးဒီလိုအကျဉ်းသူလူတို့တာတမီးလေဒီတော့ခွင့်တာတမီးလေဆိုလို့ရှိရင်ငါတို့နေရတယ်လေကိုယ်သက်ဆောင်တဲ့ရှာလိုက်တယ်